မောင်လေးမင်္ဂလာဆောင်ကျမမောင်လေးမင်္ဂလာဆောင်ကျမမောင်အရင်မင်္ဂလာဆောင်ဒီနေ့နန်းတို့ဘက်ကမနေ့ဘက်မဟုတ်နေညနေပဲဆိုတော့ညဘက်ကြီးခုနကမှပွဲ၈နာရီမှပြီးသွားတာ၈နာရီပြီးသွားတော့ဖုန်းတွေပါပြောက်တာတီရရှိုင်းပါနေတည်မလားကောင်းနေမှုနာပါနိုင်ဘက်လောက်ရှာပြလို့သူရှာလို့တွေ့မှလည်းမဟုတ်တော့စိတ်ကလည်းမကြည့်တော့ဆိုတော့လိုက်ပဲထိုင်တွေ့လိုက်ဟယ်လိုမင်္ဂလာပါရှုံးဟယ်လိုချင်းရနောက်ကသားလာတော့ကောင်းနေပါလို့ကောင်းနေပါပြောဘာကိုကောင်းနေပြောလိုက်တာလေလီလာရှိမှာခုနတော့ငိုလို့ပဲရှမ်းကလေးတစ်ပတ်လောက်ကပြလို့ရမှာစားရတယ်ကောင်းညတ်အဲ့ဒီnàoအဲ့ဒီကန်တော့သွားရတယ်ဟဲ့အဲ့ဒါကိုစိတ်ကိုဒီတကားအများကြီးပြောလိုက်လို့ရှိရင်နည်းနည်းစိတ်ကြည်သွားမှာရမ်းနေလို့ရှိရင်မရဘူးတကယ်ချင်းနေဒူးနေဒေါသထွက်ခင်ဗျားတို့အဲ့လာလည်းပြည့်စုံပါမယ်ဒီမနီခုနေပါတဲ့ရမကောင်းနေမှုလေဘာလို့လဲနည်းဘယ်ကနေစိတ်ချုပ်သွားလဲဒီကတော့အများကြီးပြောလို့မရဘူးလေဘာဖြစ်လို့လဲဘယ်အဲ့လိုစတော့နန်းရဟိုမင်္ဂလာဆောင်တော့ကသူတို့သမီးကိုလိမ့်ပြီးရပြီးတော့မိဘတွေကိုလိမ့်ပြီးရအတော်လိမ့်ပြီးအဲ့လိုမျိုးချိန်မှာ3နာရီခွဲလောက်3နာရီ10မိနစ်15မိနစ်လောက်စတာပွဲစ3နာရီငါပွဲစ3နာရီအဲ့ချိန်တော့မှစိတ်ကပွဲစနေပြီဘိုးကအိတ်ခဲမှာဆိုကြလောနေစိတ်ကလောနေချိန်ထားပြင်လိုက်တော့အဲ့ဒါစိတ်ကလောသွားပြီဆိုတော့ခေါင်းမူးနေတယ်ပထမလည်းမိခဲ့တယ်ပြင်လာဝါစကားမှမပြောဘူးငါမှလိုင်းမော်ချီရတယ်ကိုယ့်အကူပြင်တယ်အဲ့ဒါမျိုးပဲရှိရအဲ့ကြတော့ပြင်တော့ညောင်းတာပေါ့ကွာသိရမလားငကိုကတဲ့အတိုင်းလည်းအဲ့လိုမျိုးသိလှုပ်ကြည့်စောင့်နေတော့အဲ့လိုစိတ်ကလည်းလောအဲ့လိုခေါင်းနေရမှုစိတ်တွေကရှုံနေအဲ့ဒါနေစပြီးရှုံနေတယ်အဲ့ဒါပြီးတော့ဟိုမှာလူတွေကအများကြီးကြားတယ်မှာဝဲလူတွေအများကြီးကြားတယ်မှာအဲ့လိုမျိုးဟိုပြေးလိုက်ဒီပြေးလိုက်အဲ့လိုမျိုးသိရမလားတဝင်ရိုက်ပေးအဲ့ချိန်မျိုးလို့နေအဲ့လိုစားလို့ပြီးစားရသေးဘူးလိုက်လို့ပေးပြီးတော့အကုန်လုံးပြီးပွဲသိမ်းကမှတက်တော်လေးတပုံးတစ်ပုံဆော့ပြီးတော့အဲ့ဒီစားလို့အိမ်မြန်းလာပြီအိမ်မပြန်သေးဘူးဖုန်းနေပြောက်လို့တဲ့ဆိုပြီးတော့ဝူးဆိုပြီးအကုန်လုံးကျမအကြီးဆုံးဆိုတော့လေကလေးဒီမနဲ့အမတဲ့မနဲ့ဆိုတော့အိမ်နာမည်ဆိုအိမ်နာမည်ဘာလို့ခေါ်ပြလာဘာလို့အေးတော့ရှာဘာလို့စိတ်တွေမတရားရှုပ်လာတော့ငုတ်တို့အဲ့ချိန်မှာငုတ်တို့တော့ထိုင်လောက်နေဆိုပြီးလိုက်တော့ကောင်းပါရဲ့ခုနပထမတစ်ခေါက်လိုက်ကြသွားပြီပထမတစ်ခေါက်မှအိမ်မှာမဲဖောက်ပြီးသွားတာရယ်ဒိုင်းမွန်ချပြီးသွားတာရယ်အဲ့ဒါကိုဖုန်းက temperature ပြ overheating ဖြစ်ပြီးကျသွားတယ်ကျရတာထက်လွန်းခုရကောင်းမိုးတော့ကြိုက်တယ်လက်သေးရလည်းအဖြစ်ပြီးခဲ့သွားကနေမှအမြန်ကတ်လိုက်ကြဆိုမလားကွာသေးခြင်းပေါ့မကွာသေးခြင်းတော့ကျွတ်တာကွာတာပြောကုန်ကိုနားတော့နေရတော့ပြင်မနေကားကန်ချစ်ဆိုရင်တော့ဒီမမေးရပါ
တို့လည်းလူကြီးတွေကတော့အဲ့လိုလူကြီးတွေနန်းတော့ကြောက်နေဘက်ကဆိုကြနှစ်ခါပဲလိမ့်တာများအဲ့တော့အခုလိုကိုတူသားအဲ့လိုမျိုးမင်္ဂလာနန်းတော်မောင်နှမတွေထဲမှာသူပထမဆုံးစောင့်တာ